မင်္ဂလာပါခင်ဗျာကံဘူဒုတိ channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ကျွန်တော်ကံဘူပါမနေ့အင်္ဂါနေ့မှာကျွန်တော်တို့ရဲ့ကံပွဲကဏ္ဍနေကွက်တီမှန်ခဲ့လို့ဝမ်းမြောက်စရာအောင်မြင်မှုတွေရရှိခဲ့ကြပြီဖြစ်ပါတယ်ဒီနေ့ဗုဒ္ဓနေ့မှာလည်းအရှိန်ဟုန်အပြည့်လက်လာပါတွေဆက်လက်ပွင့်လန်းစေမဲ့ထူးခြားတဲ့ကဏ္ဍကြံပြုချက်တွေကိုယူဆောင်လာပေးပါတယ်ခင်ဗျာဒီလိုလေးမစခင်ကျွန်တော်တို့ရဲ့ကံဘူ channel လေးကိုအမြဲအားပေးနေတဲ့ပရိသတ်ကြီးနဲ့မိတ်ဆွေတို့များအားလုံးအောက်က subscribe ကလေးကိုမနှိပ်ရတင်ကူပဲနှိပ်ထားပေးကြပါအောင်ခင်ဗျာဒီနေ့2026ခုမေလ29ရက်ဗုဒ္ဓနေ့အတွက်တွက်ချက်မှုတွေကတော့ကဘာကျော်ကဏ္ဍပင်ပညာရဲ့ numerology ရဲ့နောက်တိုင်းဂျိုစီဂျုံနဲ့သင်ချာနီးစနစ်တွေနဲ့တူမြမရိုးရာဗုဒ္ဓနဲ့ဓာတ်ရိုက်တက်ဆင်ယူဆတွေကိုစနစ်ကြညှိနှိုင်းထုတ်နှုတ်ပေးထားတာပဲဖြစ်ပါတယ်ခင်ဗျဒီနေ့29ရက်နေ့ဖြစ်တဲ့အတွက်ကဏ္ဍပင် theory က2နဲ့9ပေါင်းမြန်6ကဏ္ဍဖြစ်ပါတယ်6ကဏ္ဍဟာကိတ်ဂျိုရဲ့အရှိန်အဝါရှိပြီးထူးခြားဆန်းကျယ်တဲ့စွမ်းရည်ကံကောင်းခြင်းနဲ့ရုပ်တရက်လက်ပွင့်ခြင်းတွေကိုယူဆောင်လာပါမယ်။ဒါပြင်ဒီနေ့ကဗုဒ္ဓနဲ့4ဖြစ်တဲ့အတွက်4နဲ့9ဓာတ်စည်းကွက်ကဒီနေ့မှာအရန်အားကောင်းနေပြီးထူးခြားတဲ့ကံထူးမှုတွေကိုသယ်ဆောင်လာနိုင်ပါတယ်ခင်ဗျာ။ကဲဒါဆိုရင်ဒီနေ့29ရက်နေ့ဗုဒ္ဓနေ့မှာမိမိတို့ရဲ့ကံကြမ္မာကိုစမ်းသပ်ဖို့အတွက်ကံဘိုးရဲ့အထူးကံကောင်းတဲ့ကြံပြုချက်တွေကိုစတင်လိုက်အောင်။ဒီနေ့အတွက်အားကောင်းတဲ့ပတ်တိနှလုံးပြပါမယ်။ဂျိုစီညွန်နဲ့တွက်ချက်မှုရဒီနေ့တစ်နေ့တာလုံးအတွက်အားအကောင်းဆုံးပတ်တိနှလုံးကတော့9ပတ်တိနဲ့4ပတ်တိတို့ပဲဖြစ်ပါတယ်။9နဲ့4ကိုအဓိကထားပြီးသတိပြုကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ဒီနေ့အတွက်အားကောင်းသော break ကတော့တင်ချာဗေဒဓာတ်စည်းကွက်ရဒီနေ့အတွက်အားကောင်းဆုံးဖြစ်မဲ့ break တွေကတော့3 break နဲ့10 break တို့ပဲဖြစ်ပါတယ်အထူးကဏ္ဍတွဲများကတော့ပတ်တိနဲ့ break ဓာတ်သဘောတွေကိုပေါင်းစပ်ပြီးထွက်ရှိလာတဲ့အကြိုက်ဆုံးကဏ္ဍတွဲတွေကတော့94 99 44တို့ပဲဖြစ်ပါတယ်မိမိတို့ကြိုက်နေတတ်တဲ့ဆိုရင်အဆင်ပြေအောင်49ဆိုပြီးရန်ကွက်အနေနဲ့ပြန်လှည့်ထားဖို့လည်းမမေ့ပါနဲ့ခင်ဗျဒီနေ့ဗုဒ္ဓမြတ်မှာကံကောင်းခြင်းစွမ်းရည်တွေကိုပုံမှုဆွဲဆောင်နိုင်ဖို့အတွက်အစိမ်းရောင်ဒါမှမဟုတ်အဝါရောင်ဝတ်ထည်နဲ့သုံးဆောင်ပစ္စည်းလေးတွေကိုပုံမသုံးပြုပေးဖို့ကြံပြုလိုပါတယ်ကျွန်တော်အခုတင်ပြပေးနေတဲ့ကဏ္ဍတွေဟာပညာရေးဆိုင်ရာစနစ်တရားတွက်ချက်မှုတွေပေါ်မှာခြေခံထားတဲ့ကြံပြုချက်များသာဖြစ်လို့မိမိရဲ့ကံစမ်းမှုကိုအသိဉာဏ်လေးနဲ့ရှင်ပြီးချင့်ချိန်သုံးသပ်ကြဖို့ထပ်မံမေတ္တာခံချင်ပါတယ်ခင်ဗျာမိတ်ဆွေများအားလုံးဒီနေ့29ရက်နေ့ဗုဒ္ဓနေ့မှာလည်းလက်ကြီးလက်ကောင်းများစက်တိုက်ဝင်ပြီးကံထူးကြပါစေကြောင်းကံဘူချိုင်နယ်ကနေဆုတောင်းပေးလိုက်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်အားလုံးပဲကံကောင်းကြပါစေခင်ဗျာ